video တင်မလဲ အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Jerry ဒီနေ့ဗီဒီယိုမှာ scan ပြောင်းပြီးနောက်တစ်မျိုးတင်ပါပထမတင်မှုကကြားလေးတောင်းရတော့ခုကအရင် Chrome ထဲဝင်လိုက်ပါအဲ့မှာ Minecraft scans လို့ရိုက်ရှာလိုက်ဒီဟာဒါလေး scans လို့ရိုက်ရှာပြီးတော့ပေါ်လာလိမ့်မယ်ပေါ်လာခဲ့ရင်အော်လေးဆွဲချပဲဒီ Nova Scans ဆိုတဲ့ဒီပုံလေးနဲ့အဲ့ထဲဝင်လိုက်ဒီမှာကိုကြိုက်တဲ့ skin လေးဒီတွေကပိုတန်း အဲ့တော့ခုလာပါလေ Iron Man လေးအခု Iron Man ရှုံးမယ်ဆိုရင်ဒီပုံ screenshot ရိုက်ပါသူ့ရဲ့ဒီလိုပုံနော်ဒီလိုပုံမရိုက်ပါနဲ့ခင်ဗျာဒီလိုပုံတွေမရအောင်အဲ့လိုပုံလေးရိုက်လိုက် တော့ဝင်ချပေး ပြောရရင်နှစ်ပုံလုံးရိုက်ချင်လိုက်ရိုက်လိုက်ရိုက်ပြီးွားရင်မှာ spin ချရလိုက်လာလား ဒါလေးတောင်းထားရမယ်ခင်ဗျာ skin pack maker for Minecraft ဆိုတဲ့ဟာတောင်းထားပါတောင်းထားပြီးွားအဲ့ထဲမှာcreate new pack ကိုအသစ်လုပ်ထားပါကိုပိုင် pack အသစ်လေး okay အဲ့မှာဒီအပေါင်းလေးနှိပ်လိုက်ဒီမှာ from photo ဆိုတာဝင်ပြီးွားကိုအခုန screen ရိုက်ထားမှာဒီမှာကျွန်တော်ဒီလိုလုပ်ထားတာဒီ skin တက်လားအဲ့ဒါလေးကိုနှိပ်ပြီးတော့ တက်ကမှာလားရသွားမှာဟုတ်တယ် ရသွားမှာ တက်သုံးလုံးဖြစ်သွားပြီနော် ရအောင်ဒီနေ့ဗီဒီယိုကတော့ပါပဲနောက်ထပ်ဗီဒီယိုတင်ပေးနိုင်ဖို့ like and subscribe လုပ်တော့ပါ bye